အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇွတ်ချန်တွေကဟေးဆိုပါကိုပြပြမဲစာအုပ်လေးကတော့ဆီယာမနန်းနဲစနီရဲ့ပျော်ရွှင်ဖို့ဒီလောက်မကက်ခဲပါစေနဲ့ဆိုတဲ့စာအုပ်လေးဒုတိယအပိုင်းလေးဖြစ်ပါတယ်ကိုပြောင်းလဲသွားတာမဟုတ်ဘူးနားလေတော့ပေါက်သွားတာနေအရင်ကမလို့တော့တလို့ပဲနော်တဲ့ကိုတို့ဟာဒီစကားတခုအမြဲကြားရတတ်တယ်ဘယ်နေရာမှာပြောင်းလဲသွားလဲဆိုတာကိုယ်တိုင်လည်းမသိပါဘူးဒါပေမဲ့တကယ်ပဲကိုတို့ဟာအရင်ကကိုယ်တိုင်နဲ့ဝေးဝေးလာခဲ့ပါတယ်မှတ်မိပါသေးရဲ့ငယ်တုန်းကရှိခဲ့တဲ့စိတ်ဆန္ဒကိုဘယ်တော့မှပြောင်းလဲပါစေနဲ့လို့ကိုယ်မျှော်လင့်ခဲ့ကြတယ်။လှုပ်ချင်တဲ့အရာချစ်ချင်တဲ့သူအကောင့်တွေပေါ်ချင်တဲ့စိတ်ကူးအိမ်မက်တွေရည်မှန်းချက်တွေဘယ်တော့မှမပြောင်းလဲပဲကနဦးအတိုင်းကလို့ရိုးစင်းဖြူစင်မှုမျှော်လင့်ခဲ့ကြတယ်။ဒါပေမဲ့အချိန်ရဲ့ရိုက်ခတ်တိုက်စားမှုကြောင့်ဒီလောကမှာလုံးဝမပြောင်းလဲနေရမှာဆိုတာမရှိဘူးဆိုတာကိုတပြေးပြေးနားလည်လာခဲ့။အသက်အရွယ်ပြောင်းလဲလာတယ်ရုပ်ရည်ပြောင်းလဲလာတယ်ကြိုက်တဲ့လူအဘေးကတငယ်ချင်းတောင်ပြောင်းလဲသွားတယ်။ဘဝမှာဘာကြောင့်နှုတ်ဆက်ခွေးပါချင်းရှိရတာလဲ။ဘာကြောင့်ချစ်တိုက်တဲ့လူအိတ်ဆက်သွားရတာလဲ။ဘာဖြစ်လို့ပေးဆက်မြဲပေးဆက်တဲ့လစ်လူရှုခံရတာလဲ။ကိုကပဲတခုခုမှားနေလို့လား။ကိုကပဲမကောင်းတာလားလို့တခါတလေကိုမေးခွန်းထုတ်မိတယ်။စိတ်ထဲအတွေ့အထဲမှာကိုနှိမ့်ဆက်လို့နောက်ဆုံးကြမှာလူဘဝတည်တာမြေမတွက်နိုင်ပြေဆုံးခြင်းမြေမတွက်နိုင်တဲ့ခွဲခွာခြင်းတွေနဲ့ပေါင်းစည်းဖြစ်တည်ထားရဲဆိုတာကိုနားလေလိုက်တယ်။ဟောင်ကောင်စာရေးဆရာမအမ်မီချင်းကဒီလိုပြောရဲခွဲခွာသွားတဲ့လူဟာကိုယ့်ဘဝတွေကဖျက်လျှောက်တွေပဲ။ဘာလို့စိတ်ထဲထည့်ပြီးတနက်လို့ခံစားနေမှလဲတဲ့။ဒီလိုနဲ့မေရွယ်စင်ကရှိခဲ့တဲ့ခေါင်းပေါက်မှုကိုရုပ်သိမ်းပြီးစိတ်ခံစားချက်ကိုနှင်းကြည့်မြင်ကြည့်မဖြစ်စေခဲ့တော့ဘူး။ AI ကိုရင်ဝင်ပြောဆိုတာမျိုးတွေမလုပ်တော့တော့ဘူး။အထူးကပြောတယ်။ဒီပြောင်းလဲသွားတယ် AI ကိုလူလူရှုလိုက်တယ်လို့ပဲတဲ့။တကယ်တော့ကိုပြောင်းလဲသွားတာမဟုတ်ကိုနားလေတော့ပေါက်သွားတာ။တွေ့ကြုံခဲ့ရတဲ့နာကျင်ဝမ်းနည်းမှုတွေဟာကိုပေါ်မှာခိုင်ခန့်တဲ့တက်ကြက်ကအဖြစ်ပြောင်းလဲသွားခဲ့ပြီ။ကိုကာကွယ်နေပါတယ်။ကိုပိုဝေးပိုတောက်ပအနာဂတ်စီရှောက်လန်းနေစေခဲ့ပါတယ်။တကယ်လို့ဖြစ်နိုင်လူတစ်ယောက်ကိုနေပြောင်းလဲသွားရနော်လို့ခက်လို့လည်းမပြောလိုက်ပါနဲ့။အကြောင်းကသူလျှောက်ခဲ့တဲ့လမ်းကိုတင်မလျှောက်ဘူး။သူခံစားခဲ့တဲ့စိတ်ခံစားချက်မျိုးကိုတင်မတွေးမကြုံဘူးခဲ့လို့ပါ။တကယ်လို့ဖြစ်နိုင်ရင်သူ့ကိုပူဖက်မှုတစ်ခုပေးပြီးနေပြောင်းလဲစရာမလိုဘူး။နေကြီးပြင်းစရာမလိုဘူး။အရာရာကိုထမ်းမှုပေးမယ်လို့ပြောလိုက်ပါ။မအားနဲ့တော့တချို့လူတွေကမထိုက်တန်ပါဘူး။အချင်းမှာနောက်လိုက်ရစရာနှမျိုးရှိရဲ့တဲ့။တစ်မျိုးကကိုယ်ရမ်းချစ်ခဲ့ပေမဲ့နောက်ဆုံးမှာအဲ့လူဟာချစ်ရတာနဲ့မထိုက်တန်ဘူးလို့ဒီလိုက်ရခြင်းရဲ့အခြားတစ်မျိုးကကိုယ့်ဘက်ကကောင်းကောင်းမချစ်ခဲ့ပဲသို့ရှုံးသွားမှာအဲ့လူဟာတကယ်ချစ်ရတာထိုက်တန်နေသူဖြစ်ကြောင်းဒီလိုက်ရခြင်းဖြစ်ပါတယ်။တချို့ကကိုမချစ်တဲ့လူတစ်ယောက်ကိုနှစ်တော်ကြာချစ်နေတတ်တယ်။လမ်းခွဲခြင်းရောက်တော့သူခမညာတကူလုံးတန်ရအတက်တဲ့နဲ့နောက်ချစ်တဲ့တကူကိုရင်းမှုပြီးလဲလက်မခံရတော့ဘူး။အချစ်တကူမှာခြေကုံလက်ပန်းကြလာခဲ့လို့နောက်ချစ်တကူအတွက်လန်ပြန်ထူဖို့ခက်ခဲတော့တယ်။ခဲမှန်ပူတဲ့စာတင်ငယ်လို့တစ်ဖက်လူကိုတကယ်မချစ်မှဆိုရင်ခဲ့တယ်။အဲ့ဒီလိုနဲ့နောက်ဆုံးမှာအချင်းမီးစာလေးတောက်လောင်လာနဲ့အလျင်စလို့နင်းပြမိတော့တယ်။မျောလေးချက်မရှိရင်ဇိုးရှုံးမှုလည်းမရှိတော့ဘူးလို့ကိုပြောမိတယ်။ဒါပေမဲ့မထိုက်တန်တဲ့လူတစ်ယောက်ကိုချစ်ခဲ့မိုံနဲ့ဒါမှတွေ့ဆုံမှုတိုင်းကိုလည်းမယုံမကြည်ဖြစ်နေခဲ့ရင်နှမျောစရာကောင်းမနေဘူးလား။အချစ်ကိုထိုက်တန်လားမထိုက်တန်လားနဲ့မတိုင်းတာမေးပါနဲ့။လူလိုလာစိတ်လိုလိုက်ရချစ်လို့စိတ်ရှိမရှိပဲမေးပါတဲ့။နောက်နှစ်ပေါင်းများစွာကုံလုံးလို့တခြင်းကနှိမ်ချခဲ့မိတဲ့ကိုပြအောင်မိမိရဲ့အခါတပတ်သားကိုဘာမှမငင်ညာပဲပြည့်စက်ခဲ့လေအလေးပေးမခံရတာကိုလည်းတတိယမိတဲ့အခါအဲ့ဒီတော့မှကိုဟာတနာစရာမုန်းစရာကောင်းလိုက်တာပါလားလို့တွေးခဲ့မိဘူးလားတကယ်ဆိုကိုတိမ်လို့စရာမလိုပါဘူးလူတိုင်းအချစ်နဲ့ကြုံဆုံရတယ်လို့အချစ်နဲ့ကိုရတတ်ပါတယ်အချစ်မှာထက်မြက်တဲ့နီလန်တစ်ခုကတွန်းအားနဲ့တောင့်ခံနေရမဟုတ်ပဲအနာတရားမထည့်ခဲ့အချိန်မီလက်ထွက်နိုင်ခြင်းဖြစ်ပါတယ်ကိုချစ်တဲ့လူကမိမိကိုယုံကြည်မှုရှိစေတယ်ကိုမချစ်တဲ့သူကကိုတိမ်ငယ်စေပါတယ်ချစ်ဖို့မထိုက်တန်တဲ့လူနဲ့ကြုံတဲ့အခါမအားပါနဲ့တော့ဒီလောကမှာတွေးဆခြင်းများလာရှိပါတယ်မထိုက်တန်သူကိုလက်ပြနှုတ်ဆက်နိုင်မှထိုက်တဲ့လူနဲ့ဆောင်ရမှာဖြစ်ပါတယ်တားလို့မရရင်ထားလိုက်တော့ဒီလို comment တကူဖတ်လိုက်ရတယ်အချစ်တခုအရက်ခက်တဲ့အချိန်ကိုရောက်သွားတဲ့အခါထားလိုက်တော့မယ်လို့တွေးမိခဲ့ဖို့ပါရဲ့ဒါပေမဲ့ထမတော်ရဲ့တမချရဲ့ဖြစ်ခဲ့ပြီးတခဏလောက်တောင်းခံခြင်းကဲဘာတိဖို့နည်းလမ်းရှိလိမ့်မယ်ပေါ့
နောက်တော့ငားရလိုက်တာကစက်ကူတရဲ့တွညူသွားပြီဆိုရင်ဘယ်လိုဖြက်အရာကထင်ကြမှာပဲဆိုတာသိလိုက်ရတယ်အချစ်တရောစင်ကလေအဲ့လိုပါပဲလူတယောက်ဟာထွက်သွားရမယ်လို့ဆုံးဖြတ်လိုက်ပြီဆိုရင်ဘယ်လိုပဲအတနာခံခါရလဲဒါအခြေဆွဲနေတာပါပဲတဲ့အရင်လုံးကရွှေရှင်ကြီးရင်လူတယောက်ကိုချစ်ပြီးနောက်ဆုံးမှဘာကြောင့်လက်လွတ်ဖို့ရွေးချယ်ပြန်တယ်လေလို့နားမလည်ဖြစ်ခဲ့မိရင်ကိုယ်တိုင်ကြီးမြင်လာမှအချစ်အတွေ့အကြုံတချို့ရှိလာမှအချင်းဆိုရဲ့ဒီအရာဟာလူတင်တောင်းတမှုကိုဖြစ်တယ်လို့ဝိုင်းနေတောင်းတဖို့လည်းဖြစ်စေရဆိုတာငားရလာခဲ့တယ်တချို့ကပြောရင်အချစ်ဆိုတာဥရိယာဒီလိုပဲပြောင်းလဲတတ်တဲ့ဒီကနေ့မှာမျိုးဦးလိုယူရနေပြီမြဲကိုနဲ့ပြန်စောင်းလိုအေးဆက်နေပြန်တယ်ကိုချစ်တယ်လို့ပြောရလူကကိုနာကျင်ထိခိုက်စေသူပါပဲအချစ်ဆိုတဲ့အရာကအထင်းချုပ်မခံနိုင်မှုထင်ပါရဲ့နေရွယ်စုံလုံးကအချစ်ဟာဒူကောင်းဆန်တယ်ကိုချစ်တဲ့လူကမတော်ဖို့ဒီလမျိုးတွေ့ရဲ့အရွယ်ရောက်တော့အချစ်ကခွင်းလွန်နားလေတဲ့နေချိုက်တာကိုလက်ခံနိုင်ရင်နေမချိုက်တာကိုလည်းကိုလက်ခံနိုင်ပါတယ်ချစ်ကြိုက်လို့ပဲဒီနေ့အတူနေချင်းခဲ့တယ်ချစ်ကြိုက်လို့ပဲနင်ထွက်သွားရမယ်လို့ပြောတဲ့ခဏမှာနင့်ကိုလူလက်မှုအလုံးကိုပြလိုက်တယ်တားလို့မရရင်ထားလိုက်တော့အချင်းတွေကရှေ့ဆက်နေရပဲလေရှေ့မှာလှပကောင်းမှုအရာတွေကိုပညော်လင်ပဲကိုတွေ့ရမှာပါပျော်ရွှင်ဖို့ဒီလောက်မကခဲပါစေနဲ့ညအမောင်ကိုရောက်လာတိုင်းလူကအလွယ်တကူတောင်တွေးမြောက်တွေတွေ့တတ်လာတယ်တခါတလေအေးရပေါ်လဲရင်တနေ့တာမှာကိုပါလောက်ခဲ့တယ်လဲဆိုတာကိုတွေ့တယ်အလုံးမှာပြည်ကြုံခဲ့ရတဲ့စိတ်မချမ်းမြေ့မှုတွေစိတ်ဖိအားတွေကတောင်ကြရီအလားဆစ်စင်လာပြီးလူကိုအသက်ရှူနေအောင်မွန်းချက်စေတယ်စိတ်ကူတွေကပျော်ရွှင်ခြင်းဟာလေပူလိုက်တာဒီလိုစကားမျိုးကြားဖို့မှာပေါ့အားလိုချင်တာသိမနေရဘူးစားတရားရှိမယ်ပြန်မှုအိမ်ရှိမယ်ဆိုရင်လုံလောက်ပြီဆိုတာမျိုးတကယ်လက်တွေ့ဘဝမှာလူဟာလူချင်းတက်မှတ်မှုနဲ့စိတ်ကံစားချက်တွေရှိကြတယ်တစ်ချိန်ကကိုရွတ်သွတ်စေပျော်ရွှင်စေတဲ့အရာကဒီနေ့မှာကိုညီငွေစေနိုင်တယ်ချစ်သူအချို့ဟာအခက်အခဲပေါင်းများစွာကိုအတူကြော်ဖြတ်လာပြီးမှနောက်ဆုံးမှာစံစီစားပြဿနာမှရပ်တန့်သွားကြတယ်အတူရှေ့ဆက်ဖို့ရာခတ်သွားကြတယ်ကိုလွမ်းတဲ့လူကလည်းကိုလွမ်းနေတာကပျော်ရွှင်ခြင်းတဲ့တချို့ကပျော်ရွှင်ခြင်းကိုဒီလိုပုံဖော်တယ်တချို့ကပျော်ရွှင်ခြင်းဆိုတာလူနှစ်ယောက်အင်တအိမ်တနေ့သုံးမဲ့နဲ့ငွေမိုးဆောင်တဲ့တကယ်တော့ပျော်ရွှင်ခြင်းကဒီလောက်မတွေ့ပြပါဘူးတမ်းမှုထားတတ်ဖို့ကိုတို့မိသွားကြလို့ပါလူနှစ်ယောက်ရဲ့ဘဝပါပဲဒါပေမဲ့တယောက်နဲ့တိုက်ပွဲဝင်နေတယ်လို့ခံစားရခြင်းနဲ့ရှိခဲ့တယ်ဆင်းရဲဒုက္ခကိုယ်တိုင်ပဲမျိုးချခဲ့တယ်ဒဏ်ရာအနာတရားတွေကိုလည်းကိုယ်တိုင်ပဲဖြည်းချင်းကုသခဲ့ရတယ်မျက်ရည်ကိုရင်ထဲတူအောင်ထားတာကြားခဲ့လို့ထင်ပါရဲ့မပြောပါတော့တဲ့မျိုးထွေးမှုတစ်ခုရလိုက်ဒီနေ့ကိုပြုံးနေတတ်ခဲ့တယ်တကယ်လို့နောင်ဘဝသာရှိမယ်ဆိုရင်ပျော်ရွှင်ဖို့ဒီလောက်မကခဲပါစေနဲ့လို့ကိုမျှော်လင့်ပါတယ်ကိုတကယ်စားချင်မိရဲ့အခါချာလီချက်ပလင်အသက်80မှာ as I began to lose mindset ဆိုတဲ့တပြတ်တစ်ပုဒ်ရေးခဲ့တယ်ဧကပြားထဲမှာကိုတက်ဝင်စီမိရဲ့စာပိုက်ကကိုတကယ်စားချင်မိရဲ့အခါငါဟာကိုလွတ်လပ်ခြင်းကိုစတေးခံပြီးမနှက်ပြန်ခဏကြည့်ကြဖို့ကိုရေးဆွဲမနေတော့ဘူးဒီကနေ့မှာပဲစိတ်ဝင်စားစရာပြောစရာကောင်းတဲ့အလုပ်ကိုပဲကိုနီးကိုဟန်စီဝါကြနဲ့ငါလုပ်နေလိုက်မယ်လူတော်များကပြောကြတယ်လူတယောက်ကိုချစ်တတ်ဖို့သင်ရတာမခက်ခဲဘူးကိုချစ်တတ်ဖို့သင်ရတာကတော်တော်ခက်ခဲတဲ့အချို့ကတန်ရောစင်အနာလေးတစ်ခုပျောက်ကင်းအောင်နှစ်တော်ကြာအသုံးပြုတယ်အချို့ကဂျုံခဲ့အခက်ခဲတစ်ခုနဲ့ကိုတင်ငယ်ရဲ့ဘဝရဲ့တစ်သက်လုံးညှို့နှံလိုက်တယ်လက်မဲ့ဖြစ်သွားတဲ့အသေးကွေးသွားတဲ့လူတချို့ကိုတွေ့ဘူးပါရဲ့သူတို့ဟာမယူနေအောင်တောက်တယ်ဒါမှမဟုတ်တောင်းတနေရာမှာထိုင်ပြီးသက်လိပ်တွေတလေးပြီးတလေးတောက်တယ်အဲဒီနောက်ကိုခန်းစားချက်အဖြစ်ပြတဲ့နှစ်တော်ကြာပေးပြီးငါအတုံးမကြပါလားငါတန်ဖိုးမေးလာပါလားလို့ကိုထထလေးလေးတန်တရားဝင်တယ်အလုပ်လက်မဲ့ဖြစ်သွားရင်အလုပ်တစ်ခုထပ်ရှာလို့ရပါတယ်ချစ်သူမရှိတော့ရင်လည်းကိုချစ်မဲ့သူတယောက်ကတော့ပေါ်လာမှာပဲစကားတခွန်းကဒီလောကဒီတရားလှပတယ်လို့တင်ထင်လှပမှုတွေကသူ့စီကိုရောက်လာမယ်ငါဟာအချစ်ခံထိုက်တယ်လို့တင်ထင်ရင်တင့်ကိုတကယ်ချစ်မဲ့သူပေါ်လာမယ်တဲ့ကိုချုံရင်ချက်ကိုလက်ခံလိုက်တဲ့အခါတခြားသူကပေးပျော်ရွှင်ခြင်းကိုမိကိုစရာမလိုတော့ဘူးတဲ့အယောင်ဆုံးတဲ့ဒီလောကကြီးမှာကိုဟာကိုယ်တိုင်အဖြစ်ရဲကြီးလုပ်လို့ရတယ်စာဖတ်မယ်အချင်းသားတော်မယ်ခီးထွက်မယ်အုပ်ရှင်ကြီးမယ်အထီးကျန်မှာကိုအလေးမထားဘူးကြီးလင်းနေချပြီးတရပပပြုံမယ်စိတ်ညစ်စိတ်တက်ကြတဲ့အခါလေးရှိကောင်းရှိနိုင်တာပေါ့ဒါပေမဲ့ဒါအလန့်ဆက်ဝင်တေးတပုံမြပါကိုထူးချုံထမြောက်ဖို့ကိုမဟန်တားနိုင်ပါဘူးကိုတကယ်စားချစ်တဲ့အခါ
လှပကောင်းမွန်တဲ့ဘဝတစ်ခုကစတင်မှာဖြစ်ပါတယ်ကိုချစ်ချင်းကမိကိုယုံကြည်မှုရှိစေပြီးပျော်ရွှင်စေမှာဖြစ်ပါတယ်နေချမ်းမှာပျော်ရွှင်ပါသည်လို့စတောင်းပေးရဲ့လူတယောက်စူးစမ်းပြီးလက်လွတ်ကြည့်ဘူးလားဘယ်လောက်ပဲတတိယရနျူးဖီကိုတာမကြည့်မိအောင်နေတာမျိုးသူနဲ့မဆက်သွယ်မိအောင်နေတာမျိုးပေါ့လူတယောက်ကိုအန်ဖရန်လောက်တာဟာအဲ့ဒီဖရန်လောက်တာထက်တတိရှိဖို့ပို့လို့ရယ်ပြီးဆုံးပြီးဆိုရဲစကားစတင်တာထက်ဆုံးဖြတ်ချက်ချရတာပိုခက်တယ်လူတယောက်ကိုအန်ဖရန်တွေဆိုတာဟာငါရဲ့ဇလန်ဒီမှာနဲ့အဆုံးသတ်သွားပြီဆိုတဲ့သဘောပါပဲဒီနဲ့ပတ်သက်တဲ့ပျော်ရွှင်စရာဝမ်းနည်းစရာတွေကငါနဲ့မပတ်သက်တော့ဘူးနေ့ရက်နေ့စဉ်ဘဝမှာငါပေါင်းမပတ်သက်တော့ဘူးဆိုတဲ့သဘောပါပဲအခါတလေမှာလူချင်းကြားကစက်ရေးတွေကထွက်ပေါက်မရှိတဲ့အဝိုင်းတစ်ခုလိုပဲတဝဲလဲလဲနေနေတယ်ဆက်စားချင်းမှာငါတို့ဟာမသက်ဆိုင်တဲ့သိန်းနှစ်ယောက်ပေါ့အချိန်တစ်ခုခုမှာတွေ့ဆုံပြီးရဲ့နောက်ငါတို့ရင်းနှီးသွားခဲ့ကြတယ်နောက်ချစ်ခဲ့ကြတယ်နောက်တော့အကြောင်းအမျိုးမျိုးကြောင့်ငါတို့အိပ်ဆက်သွားကြတယ်ဆက်ဆံရေးဟာအစကိုပင်ရောက်သွားခဲ့ဒါပေမဲ့မသက်ဆိုင်တော့တဲ့သစိမ့်တော့မဟုတ်ဘူးအရင်ကြီးဆုံးသစိမ့်ဖြစ်သွားကြတာပါတွေးကြည့်တော့လေရင်ထဲစွနေရပါတယ်အရင်ကြီးဆုံးသစိမ့်မဖြစ်ခင်နေဟာငါရဲ့ချိုးနေချိန်မှာတောင်လက်တော့ပြီးမက်ဆေ့ပင်ရသူပါနေဟာငါထမင်းစားချိန်မှာလားမက်ဆေ့ပြန်မပြတ်တဲ့သူပါနေဟာခရီးဝေးကြီးသွားပြီးငါသွားတွေ့ရတဲ့သူပါနေဟာနိနိညညငါကြည်ရမိခဲ့တဲ့သူပါနိုင်စက္ကန့်မလက်လမ်းဆုပ်ခဲ့သူပါဝိုင်းနေစရာကောင်းတာကတတ်မှတ်ထားတဲ့လမ်းစုံကိုမရောက်ခင်မှာပဲငါတို့ကအချင်းချင်းရဲ့အရေးကိုပျောက်ပြက်စေခဲ့မိကြတယ်တချို့ကပြောတယ်ဆွေးနွေးခြင်းဟာစားတင်တဲ့တစ်မျိုးပဲတဲ့ဘယ်လောက်ပဲမခွဲမခွာရက်လေအချင်းရဲ့အဆုံးအဖြစ်အတိုင်းငါတို့လက်ခံကြရုံပေါ့ဘယ်လောက်ပဲနာကျင်ဝမ်းနဲ့လေတင့်မြတ်ခြင်းနဲ့ငါတို့လမ်းခွဲကြရုံပေါ့ကို့ဘော်ကပုံတွေကိုခါပြီးတယောက်တည်းခီးစားရုံပေါ့ချစ်ခင်ရင်းနှီးခဲ့တဲ့နေရတွေကိုတခုခုပြောရမယ်ဆိုရင်ကိုလွန်ခဲ့တဲ့နေရတွေမှာအဖော်ပြခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ငါပြောချင်တယ်ရှေ့ဆက်ရမယ့်နေရတွေမှာနေမပါတော့ပေမဲ့ဒီကျမပေးရှင်ပါစီလို့ငါထတောင်းပေးပါတယ်ပေါ့ပြပေးသွားတဲ့စာအုပ်လေးကိုကြားနေတဲ့ဆိုရင်အောက်က like and subscribe လေးကိုနှိပ်သွားပေးကြပါအောင်အဆုံးလေးနားဆင်ပေးကြတဲ့တယောက်တစ်တိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်